OK အားလုံးမင်္ဂလာပါကျွန်တော်ခုပြောပြပေးမှာပေါ့နော် Oppo ကျွန်တော်တို့ဘယ်လောက်တယ်ဆိုလို့ရှိရင် Oppo မှာတော့နော် F7 Pro ပေါ့နော်ကျွန်တော်သူကဘာလဲဆိုလို့ရှိရင်တချို့ပေါ့နော်ကျွန်တော်ဆိုင်ရဝယ်လာလို့မလို့ဒီမှာ power နှိပ်တဲ့ချိန်ကြလို့ရှိရင်ဒီမှာကြည့်နှိပ်ထားလိုက်ဒါဆိုဒီလိုတွေ့တာဒီလိုမျိုးကြီးပေါ့နေမယ်ဒါဆိုရင်ကျွန်တော်တို့ကအဲ့လိုမပေါ်ခြင်းဘူးပေါ့နော်အဲ့လိုမပေါ်ခြင်းဘူးကျွန်တော်တို့ဒီပေါ့နော်အဖွင့်ပိတ်ပေါ့နော်အဲ့လိုဘယ်လိုမျိုးကျွန်တော်တို့ကတော့ဖွင့်ရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီ setting ထဲကိုဝင်လိုက်ပေါ့နော် setting ထဲဝင်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ sound ဆိုတာရှိတယ်ပေါ့နော်ဒီမှာ sound ဆိုတာရှိတယ်ပေါ့နော်ကျွန်တော်ဒီ sound ထဲကိုဝင်လိုက်ပေါ့ဝင်ပြီးတော့လို့ရှိရင်ကျွန်တော်တို့အပေါ်ဆွဲတင်လိုက်နော်အပေါ်ဆွဲတင်လိုက်ပါဆွဲတင်လာတဲ့ဒီမှာကြည့် Google power button ဆိုပြီးတော့ဒီမှာအောက်နောက်ဆုံးကနော် power button ဆိုတာရှိရပေါ့နော်ကျွန်တော်အဲ့ထဲကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်ပြီးတော့လို့ရှိရင်ဒီမှာတွေ့တာကျွန်တော်တို့ power button ဆိုတာလေးဒီဟာလေးရှိတယ်တွေ့တာဒါလေးကိုကျွန်တော်တို့ကပိတ်ပေးလိုက်နော်ပိတ်ပေးလိုက်ပြီးတော့ကျွန်တော်တို့ပြန်ထွက်လိုက်ပြန်ထွက်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာ power key ကိုနှိပ်ကြည့်မယ်ဒီမှာတွေ့တာဒါဆိုရင်ခုနကလိုမျိုးမပေါ်တော့ဘူးဒီမှာဖွင့်ပိတ်လေးပေါ်သွားရင်ပေါ့နော်โอเคဒါကတော့ကျွန်တော်ခုပြောတော့ Oppo ဖုန်းတွေပေါ့နော် Oppo F7 Pro ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်တမင်းဖုန်းတွေကတော့ပိတ်ပုံပိတ်နေရတော့ဒီတိုင်းပဲပေါ့နော်ဒါပေမဲ့ဝင်ပုံဝင်နေတော့မတူဘူးပေါ့နော်ကျွန်တော်ရှိမှာဖုန်းကြီးတကယ်လို့တမင်းဖုန်းတွေများ model များတမင်းဖုန်း model တွေများရောက်ခဲ့လို့ဒီလိုပုံစံမျိုးဖြစ်နေလို့ရှိရင်ကျွန်တော်ဗီဒီယို sharing လေးပြန်လုပ်ပေးမယ်ပေါ့နော်ခုတော့ဒါကျွန်တော် Oppo ဖုန်းလေးကိုကျွန်တော် sharing လုပ်ပေးတာပေါ့နော်